โอเคပထမဆုံးကျွန်တော်ပြောချင်တာကကျွန်တော်က YouTuber မဟုတ်ပါဘူးကျွန်တော်တီးတဲ့အကြောင်းအရာတွေကအားလုံးအတွက်အကျိုးရှိမယ်တင်လို့ကျွန်တော် sharing လုပ်ချင်တဲ့သဘောပါပဲဒီလောက်ပါပဲโอเคဒါဆိုရင် Gemini CLI ဆိုတာပါလဲပေါ့သူကဘာတွေအားတာလဲပေါ့ကျွန်တော်တို့ပုံမှန်ကုတ်ရေးမယ်ဆိုရင် AI ခိုင်းလိုက်မယ် AI ခိုင်းလိုက်တဲ့အခါကျရင်ကျွန်တော်ဒီမှာ file တစ်ခုတွားဆောက်ခိုင်းတယ်သူက file တစ်ခုတွားဆောက်ရမယ်ဆောက်ပြီးရင်ဒီရလာတဲ့ကုတ်ကိုအဲ့ file ထဲမှာတွားပြီး save လုပ်ရမယ်ပေါ့ဒါကျွန်တော်တို့ပုံမှန် AI သုံးနေတဲ့ပုံစံမျိုးဗျာ Gemini CLI ကြတော့သူကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ delivery နဲ့မုံမာစာနဲ့တူတယ်အခုကျွန်တော်ဒီ file ထဲမှာ CMU ခေါ်လိုက်မယ်နော် CLI ဖွင့်လိုက်မယ်နော်ကျွန်တော်တို့ပုံမှန် AI မေးတာဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့စားသောက်ဆိုင်သွားတယ်စားသောက်ဆိုင်သွားပြီးတော့မှကျွန်တော်တို့မှာတင်တဲ့အစားအစာမှားတယ်ဗျာအဲ့ဒီသဘောအခုဒီ Gemini CLI ကြတော့ကျွန်တော်တို့အိမ်မှာပဲအေးစစ်စစ်နေအောင်ပဲ delivery နဲ့သူကလာပို့မယ်ကျွန်တော်တို့ကစားရုံပဲမြန်မာလူပြောပြရရင်တော့ဒီလိုပဲပေါ့ဒီထက်လဲပိုပြီးရှင်းပြလို့မတတ်တော့ဘူးကျွန်တော်လည်းโอเคကျွန်တော် line ကြနေတယ်โอเคဒီမှာဒါဆိုရင်โอเคသူကဒီမှာကျွန်တော်အကောင့်ဝင်ဖို့စောင့်နေရတယ်โอเคဒါဆိုအဆင်ပြေပြီကျွန်တော်ကဥမာသူ့စနိတ်ကိန်းရေးခိုင်းလိုက်မယ်ညာဒီကကျွန်တော်ရဲ့ဒီ file ထဲမှာဓာတ်ပုံ3ပုံပဲရှိတယ်โอเคပို့ပြီးတော့ဟိုဖြစ်သွားအောင်ကျွန်တော်ဒီ3ပုံလေးဖြတ်လိုက်ဒါဆိုကျွန်တော် file ထဲမှာဘာမှမရှိဘူးကျွန်တော်သူ့ကိုစနိတ်ကိန်းရေးခိုင်းလိုက်ပြီကျွန်တော်တို့ဒီမှာရိုးရိုး AI မှာစနိတ်ကိန်းရေးခိုင်းတာကြသူကဒီလိုပုံစံမျိုးပေါ့โอเคသူရေးနေတယ်ကျွန်တော်တို့သူ့အလောင်းပေးရမယ် permission ပေးရရပေါ့ကျွန်တော်ကဒီ session အတွက်ကို permission အကုန်ပေးလိုက်တယ်โอเคဒီမှာတွေ့လာကျွန်တော်တို့ရဲ့ဒီ folder တွေကိုပဲတခါတည်းfile ရောက်လာပြီလားပေါ့ဟောဒီမှာတွေ့လာသူကုတ်ရေးတာစနိတ်ကိန်းဆိုပြီးသူ့ကုတ်ကမပြင်โอเคသူ့ကုတ်ကရအောင်ရတယ်ဒါဆိုကျွန်တော် game မှာဆော့လို့ရတယ်ဒီစီပဲပို့ပြီးမြန်နေတာပို့ပြီးအလုပ်တွင်ဒီကတချို့ beginner တွေရှိရဗျာတချို့ beginner ကျွန်တော်တို့ဒီနည်းပညာနဲ့မရင်းနှီးရဲ့လူတွေဆိုရင်ဒါမျိုးကြီးလုပ်ဖို့ဆိုတာအရင်ခက်ခဲပေါ့သူတို့အတွက်ဒါမျိုး AI ကိုထပ်မေးအောင်မယ်သူတို့ file ဘယ်လိုစောင့်ရမလဲတို့ဘယ်လိုသုံးရမလဲပေါ့ Gemini CLI ကြတော့ရှင်းတယ်တခါတည်းအကုန်ပါပြီးသားဒါသူ့ရဲ့အားသာချက်လေးပေါ့ဒါကကျွန်တော်ဒီစနိတ်ကိန်းမှာတိတ်မသိတာပဲမဲ့ကျွန်တော်တို့ project တွေပို့ပြီးကြီးလာတဲ့အခါကျရင်တော့ပို့ပြီးသိတာရတယ်အရင်လှုပ်ရှုပ်တယ်ကျွန်တော် AI သွားမယ်ပြီးရင်ဟိုကျွန်တော်တို့ရေးနေတဲ့ VS Code တို့ပါတော့ပြန်သွားမယ်ပြီးရင် Control C Control V ဒါတွေနဲ့အရင်လက်ညောင်းနေတာပြင်မှာအဲ့တော့သူ့ကိုဒီ CLI ထဲမှာပဲတခါတည်းခိုင်းလိုက်တာပုံမြန်တယ်ပေါ့โอเคဒါကတော့မီးကျွေးတာပေါ့နောက်ထပ်ကျွန်တော်သူ့ရဲ့အသေးစိတ်ကျူတူရည်လေးလုပ်ပေးပါမယ်ဒီကောင်လေးကတော်တော်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်